ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါနော်ဒီ site ကလေးကကျွန်တော်တစ်ခါပြဘူးတယ်နော်အခုဒီအချိန်မှာကျွန်တော်ကြာချိန်ရောက်နေလို့ပြန်ပြီးဆွေးနှွေးပေးတာနော်ပြန်ပြပေးတာနော်အခုအချိန်မှာကြာချိန်ကြာလို့ရတယ်နော်ဒီ site ကအဲ့ဒါကြောင့်မလို့ကျွန်တော်နှွေးပေးတာနော်ဒီကောင်ကမစီနီယာနော်မစီနီယာဆိုခေါ်ပေါင်းချင်းခွန်နဲ့နော်ခေါ်ပေါင်းချင်းခွန်နှစ်ပေါက်တိုးတော့ခေါ်ပေါင်းချင်းကိုနော်ခေါ်ပေါင်းချင်းနှစ်ပေါက်တိုးခေါ်ပေါင်းချင်းကိုနှစ်ပေါက်တိုးတော့ခေါ်ပေါင်းချင်း7နော်အဲ့ခွာပေါင်းချင်း7ကိုနှစ်ပေါက်တိုးတော့ခွာပေါင်းချင်း73เนาะအတိအကျသူကเนาะအတိအကျခွန်နှစ်ပေါက်တိုး9เนาะ9နှစ်ပေါက်တိုး7ကိုနှစ်ပေါက်တိုးတော့73เนาะအဲ့ဒီခွာပေါင်းချင်းတွေခွန်9 7 73เนาะအဲ့ဒီကောင်ကိုသူကနှစ်ပိတ်မှာတစ်ခါပြန်ပြီးတော့ခွာပေါင်းချင်းခွန်เนาะခွာပေါင်းချင်းခွန်အဲ့ခွန်နှစ်ပေါက်တိုးတော့ခွာပေါင်းချင်း9เนาะအဲ့ခွာပေါင်းချင်း9နှစ်ပေါက်တိုးတော့ခွာပေါင်းချင်း7အဲ့ကွာပေါင်းချင်း7ကို2ပေါက်7တိုးတော့ကွာပေါင်းချင်း73เนาะအတိအကျသူကကစားတာเนาะကွာပေါင်းချင်းကိုခွန်9 1 3ကိုကွာပေါင်းချင်းခွန်9 1 3ဆိုပြီးကစားထားတာเนาะဟုတ်ပြီအဲ့ဒီခွန်9 1 3တွေကိုကျွန်တော်တို့ကပြန်ပြီးအလုပ်လုပ်မယ်เนาะအဲ့ဒီခွန်9 1 3တွေကိုအလုပ်ပြန်လုပ်မယ်ဆိုတော့ဒီကွာပေါင်းချင်းခွန်ကိုတဲ့ဒီမှာခွန်လို့ရိုက်တယ်ပေါ့เนาะအဲ့ဒီကွာပေါင်းချင်းခွန်ကနောက်နှစ်မှာသူကအဲ့ဒီခွန်ကိုထိတ်နှလုံးခွန်တဲ့နော်အဲ့ဒီခွန်ကိုထိတ်နှလုံးခွန်ခါနှလုံးကလည်းခွန်နော်ဒီလိုညီရမှာနော်ဒီခွန်နော်အဲ့တော့ခွန်ပြီးတော့သူကကိုနော်ဒီခွာပေါင်းချင်းကိုအဲ့ဒီခွာပေါင်းချင်းကိုကဒီနှစ်ပိတ်မှာခွာပေါင်းချင်းကိုလို့သူကလာလောက်တာနော်အဲ့လောက်ပြီးရတယ်အဲ့ကိုတည်တဲ့နောက်နှစ်မှာအဲ့ထိတ်နှလုံးကိုခါနှလုံးကိုတူအောင်ရရမှာနော်နောက်နှစ်ကျရင်သူကထိတ်နှလုံးကိုခါနှလုံးကိုတူအောင်ရရမှာဆိုတော့ထိတ်နှလုံးကိုခါနှလုံးကိုနော်ခွန်ပထမခွန်ထိတ်နှလုံးခွန်ခါနှလုံးခွန်သူ့ကိုနှစ်ပေါက်တိုးတော့ကိုထိတ်နှလုံးကိုခါနှလုံးကိုနော်အဲ့ထိတ်နှလုံးကိုခါနှလုံးကိုနှစ်ပေါက်တိုးရင်ထိတ်နှလုံး7ခါနှလုံး7နောက်နှစ်မှာလိုက်မယ်နော်လိုက်မယ်သူကခွန်နှစ်ပေါက်တိုးတော့ကိုနှစ်ပေါက်တိုးတော့7ပေါ့နော်အဲ့7ဒီမှာလည်းပဲအပဲနှစ်ပိတ်မှာခွာပေါင်းချင်းခွန်နှစ်ပေါက်တိုးတော့ခွာပေါင်းချင်းကိုနှစ်ပေါက်တိုးတော့ခွာပေါင်းချင်း7နော်အဲ့7ကနောက်နှစ်မှာတဲ့ထိတ်နှလုံး7ခါနှလုံး7ဆိုတော့လိုက်ခဲ့တာเนาะ7လိုက်ပြီးတော့ခုဘက်မှာကျွန်တော်တို့က73ပေါ့เนาะကွာပေါင်းချင်းခွန်ကွာပေါင်းချင်း9ကွာပေါင်းချင်း7နှစ်ပေါက်တော့ကွာပေါင်းချင်း73เนาะအဲ့တော့ကွာပေါင်းချင်းခွန်နှစ်ပိတ်မှာကွာပေါင်းချင်း7ကွာပေါင်းချင်းခွန်ကွာပေါင်းချင်းနှစ်ပေါက်တော့9နှစ်ပေါက်တော့7ကိုနှစ်ပေါက်တော့ကွာပေါင်းချင်း73အဲ့73ကအခုနှစ်ထဲမှာเนาะအဲ့ဒီကွာပေါင်းချင်း73ကိုခုနှစ်ထဲမှာထိတ်နှလုံး3နဲ့ခါနှလုံး3ကစားမှာသူကเนาะဒီ site ကကျွန်တော်ပြဦးတယ်เนาะဒီထိတ်နှလုံး3ဖြစ်မယ်ဆိုရင်ခွန်ပေါ့เนาะခွန်ထိတ်ခါနှလုံး3ဖြစ်မယ်ဆိုလို့ရှိရင်နှစ်ခါပေါ့เนาะနှစ်ခါเนาะဟုတ်ပြီအဲ့ဒါဆိုသူကဘယ်ချိန်ဒီမှာကစားလဲဆိုတော့ကျွန်တော်တစ်ချက်ပြန်ကြည့်မယ်เนาะဘယ်ချိန်ဒီမှာကစားမလဲဆိုတော့သူကွာပေါင်းချင်းခွန်နဲ့เนาะအဲ့ကွာပေါင်းချင်းခွန်ကကွာပေါင်းချင်းခွန်9 7 73ကိုနှစ်ပိတ်မှာကွာပေါင်းချင်းခွန်7ခွန်9 7 73ကစားတာအဲ့ကွာပေါင်းချင်းခွန်ကတဲ့သူ့နောက်နှစ်မှာထိတ်နှလုံးခွန်ခါနှလုံးခွန်လို့ကစားတော့မယ်ဆိုရင်ねထိတ်နှလုံးခွန်ခါနှလုံးခွန်เนาะအဲ့လိုကစားတော့မယ်ဆိုရင်သူကခွန်နောက်ပိတ်ကဘေးမှာပဲကစားတာเนาะဒီခွန်နောက်ပိတ်ကဘေးမှာပဲသူကစားတယ်အဲ့ခွန်နောက်ပိတ်ကဘေးမှာပဲထိတ်ထောင်နှလုံးခွန်ခါထောင်နှလုံးခွန်ကစားတယ်ကစားတဲ့အတွက်ဒီခွန်နောက်ပိတ်ကဘေးမှာကစားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနောက်ပေါင်း3ညနဲ့ဒီနောက်ပိတ်နဲ့ကိုခွန်ပြန်ကစားရเนาะဒါတကွက်ကောင်းချုပ်ပေးရအမှန်10ခွက်စီเนาะ10ခွက်စီကနေတကွက်ပြန်ချုပ်ပေးတာဒီနောက်ပေါင်းနဲ့နောက်ပိတ်နဲ့ခွန်ကဒီခွန်နောက်ပိတ်ကဘေးမှာကစားတာဖြစ်တဲ့အတွက်နောက်ပေါင်းနဲ့နောက်ပိတ်နဲ့ခွန်ဖြစ်တာเนาะဒီထက်နှလုံးခွန်ခါနှလုံးခွန်ကတော့ခုနကတော့ခွာပေါင်းချင်းခွန်ကြောင့်เนาะဟုတ်ပြီခွာပေါင်းချင်းခွန်ပြီးတော့သူခွာပေါင်းချင်းနှစ်ပေါက်တိုးတော့ခွာပေါင်းချင်းကိုတဲ့အဲ့ခွာပေါင်းချင်းကိုသူ့နောက်နှစ်မှာထိတ်ထောင်နှလုံးကိုခါထောင်နှလုံးကိုကစားမှာသူကเนาะထိတ်ထောင်နှလုံးကိုခါထောင်နှလုံးကိုကစားမှာသူကစားရမယ်ဆိုရင်သူကခွန်နောက်ပိတ်ကဘေးမှာပဲသူကစားတာเนาะအဲ့ခွန်နောက်ပိတ်ကဘေးမှာပဲထိတ်ထောင်နှလုံးကိုခါထောင်နှလုံးကိုကစားတယ်ကစားပြီးရင်ဒီခွန်နောက်ပိတ်ဘေးမှာကစားတာဖြစ်တဲ့အတွက်နောက်ပိတ်နောက်ပေါင်းချင်း4နဲ့ဒီ3နောက်ပိတ်နဲ့ခွန်မဲ့ပုံတွေကစားတယ်เนาะဒီမှာလည်းနောက်ပေါင်းချင်း3ညနဲ့ခွန်နောက်ပိတ်နဲ့ခွန်ပုံတွေကစားတယ်ခွန်နောက်ပိတ်ကဘေးမှာကစားတာဖြစ်တဲ့အတွက်เนาะဒုတိယကမှလည်းခွန်နောက်ပိတ်ကဘေးမှာကစားတာဖြစ်တဲ့အတွက်ထိတ်ထောင်နှလုံးကိုခါထောင်နှလုံးကိုလို့ကစားတဲ့အချိန်မှာနောက်ပေါင်းချင်းနဲ့ဒီ3နောက်ပိတ်နဲ့ခွန်ပုံတွေကစားတယ်ခွန်နောက်ပိတ်ကဘေးမှာကစားတာဖြစ်လို့เนาะဟုတ်ပြီဒါဆိုရင်တက်တရက
တတိယကမှာခွန်လဲပြီးပြီကိုလဲပြီးပြီဆိုတော့เนาะဒီမှာကွာပေါင်းချင်းခွန်ကို17เนาะအဲ့17ဒီမှာလည်းပဲကွာပေါင်းချင်း17เนาะအဲ့17ကနောက်နှစ်မှာတဲ့ထိထောင်နှလုံး17နဲ့ခါထောင်နှလုံး17ကစားတော့မယ်ဆိုရင်လည်းသူကခွန်နောက်ပိတ်ကဘေးမှာပဲကစားတယ်เนาะထိထောင်နှလုံး17ခါခွန်နောက်ပိတ်ကဘေးမှာကစားတာဖြစ်တဲ့အတွက်တဲ့ဒီနောက်ပေါင်း17နဲ့ဒီ6နောက်ပိတ်နဲ့ကိုခွန်မဲ့ပုံဒီကစားတာเนาะဟုတ်ပြီဒါဆိုရင်အခုတတိယကပ်ပြီဆိုစတုဒ္ဓကခွန်ပြီးပြီကိုပြီးပြီ17ပြီးပြီဆို73လက်เนาะအဲ့73လက်ဒီမှာလည်းကွာပေါင်းချင်းခွန်ကွာပေါင်းချင်းကိုကွာပေါင်းချင်း17ဒီကွာပေါင်းချင်း73ကဒီနောက်နှစ်မှာအခုနှစ်မှာထိထောင်နှလုံး3ခါထောင်နှလုံး3ကစားဖို့တော့ကိုထိထောင်နှလုံး3ကစားရင်ခွန်ခါထောင်နှလုံး3ကစားရင်နှစ်เนาะခွန်နှစ်ခါเนาะဘာလို့လဲဆိုတော့ခွန်နောက်ပိတ်ကဒါနောက်ဆုံးမယ်เนาะဒီပေါ်မှာလည်းသူမကစားခဲ့ဘူးเนาะဒီပေါ်ခွန်နောက်ပိတ်မှာလည်းသူမကစားခဲ့ဘူးဒီခွန်နောက်ပိတ်မှာလည်းမကစားခဲ့ဘူးဒါဒီခွန်နောက်ပိတ်ကနောက်ဆုံးခွန်နောက်ပိတ်ဖြစ်နေเนาะအဲ့ဒီအောက်မှာသူခွန်နောက်ပိတ်ဆိုတာမရှိတော့ဘူးသူကเนาะဒီအောက်မှာခွန်နောက်ပိတ်ကမရှိတော့တဲ့အတွက်ဒီပွဲမှာကစားခြင်းကစားလို့ရအောင်လို့ဒါလေးကိုပြပေးတာเนาะခွန်နောက်ပိတ်ဘေးမှာပဲသူကကစားတာဆိုတော့ထိထောင်နှလုံး3ခါထောင်နှလုံး3ဆိုတော့ခွန်နှစ်အမှန်ခွန်နှစ်ကိုနောက်စီးရီเนาะသူ့စနစ်ကတော့ခွန်နှစ်ကိုနောက်စီးရီဆွဲရမှာเนาะနောက်စီးရီဆွဲရအောင်ဒါပေမဲ့သူခွန်နောက်ပိတ်ကဘေးမှာပဲကစားတာဖြစ်တဲ့အတွက်သူ့ရဲ့ရှေ့ကတ်တရလို့ပဲဒီနောက်ပေါင်း3နဲ့ဒီက4နောက်ပိတ်နဲ့ပေါင်းမှခွန်ဖြစ်မယ်ဆိုလို့ရှိရင်သူခွန်နှစ်4အဓိကပေါ့เนาะခွန်နှစ်4ကအဓိက main ပေါ့เนาะတကွက်ကောင်းချုပ်ပေးတာခွန်နှစ်4เนาะအဲ့ဒီမှာဒါမှမဟုတ်ရင်သူခွန်နှစ်ကိုနောက်စီးရီစနစ်เนาะသူစနစ်ကခွန်နှစ်ကိုနောက်စီးရီစနစ်เนาะဘာဖြစ်လို့လဲဆိုတော့ तू ကတော့ဒါပေမဲ့ဖော်မွေးစနစ်နဲ့သွားရမှာเนาะ तू ခွန်နောက်ပိတ်တွေရဲ့ဘေးမှာပဲထွက်နေတဲ့အတွက်ကျွန်တော်တို့ကဒါခွန်နောက်ပိတ်ကနောက်ဆုံးခွန်နောက်ပိတ်ဖြစ်နေလို့ဒီမှာများကစားမလားဆိုပြီးတော့ဒီ site ကိုတင်ပေးတာเนาะဘာဖြစ်လို့လဲဆိုပထမကတ်မှာလည်း तू ဒီတိုင်းမကစားခဲ့တာထိထောင်နှလုံးခွန်ခါထောင်နှလုံးခွန်ကစားတဲ့အချိန်မှာခွန်နောက်ပိတ်ကဘေးမှာကစားတာเนาะခွန်နှစ်ပေါက်ကြီးပြီးတော့ခွန်နှစ်ပေါက်တိုးတယ်ထိထောင်နှလုံးကိုခါထောင်နှလုံးကိုကစားတဲ့အချိန်မှာလည်းပဲ तू ခွန်နောက်ပိတ်ကဘေးမှာပဲကတ်ရကစားတာเนาะတတိယကတ်မှာလည်းပဲကိုနှစ်ပေါက်တိုးတော့17ထိထောင်နှလုံး17ခါထောင်နှလုံး17เนาะ तू ကစားတော့လည်းပဲ तू ခွန်နောက်ပိတ်ကဘေးမှာကစားတာဖြစ်တဲ့အတွက်အခု17ကိုနှစ်ပေါက်တိုးရင်73ဖြစ်ရမှာเนาะထိတ်နှလုံးပေါင်းချင်း3ခါနှလုံးပေါင်းချင်း3ဖြစ်ရမှာသူကခွန်နောက်ပိတ်ကဒါနောက်ဆုံးခွန်နောက်ပိတ်เนาะသူ့အပေါ်မှာခွန်နောက်ပိတ်နှစ်ခုကစားတယ်ရှိတယ်ဒါပေမဲ့မကစားခဲ့ဘူးเนาะအဲ့ခွန်နောက်ပိတ်နှစ်ကြိမ်ရဲ့ဘေးမှာမကစားခဲ့ဘူးတကယ်လို့ကစားမယ်ဆိုရင်ဒီနေရာမှာကစားလို့ရတယ်เนาะတကယ်လို့ तू ကမထွက်ဘူးဆိုလို့ရှိရင်လည်းပဲ तू ကတော့ဖော်မွေးစနစ်เนาะအမှန်နှစ်ကုံအထိကိုအဲ့လို73ဖြစ်အောင်လုပ်သွားရမှာเนาะနှစ်ကုံအထိကို73ဖြစ်အောင်လုပ်သွားရမှာเนาะအဲ့တော့အကြမ်းမြင့်တစ်ခေါက်ပြောပြမယ်เนาะအကြမ်းမြင့်တစ်ခေါက်ပြန်ပြောပြမယ်ဒီမှာကွာပေါင်းချင်းခွန်ကွာပေါင်းချင်း9ကွာပေါင်းချင်း17ကွာပေါင်းချင်း73နှစ်ပေါက်တိုးမစီနီယာနှစ်ပေါက်တိုးမစီနီယာเนาะကွာပေါင်းချင်းခွန်နှစ်ပေါက်တိုးကွာပေါင်းချင်း9နှစ်ပေါက်တိုးကွာပေါင်းချင်း17နှစ်ပေါက်တိုးကွာပေါင်းချင်း73เนาะအဲ့ဒါကိုနှစ်ပိတ်မှာ तू ကနှစ်ပိတ်24ချိန်မှာကွာပေါင်းချင်းခွန်နှစ်ပေါက်တိုးကွာပေါင်းချင်း9ကွာပေါင်းချင်း9နှစ်ပေါက်တိုးတော့ကွာပေါင်းချင်း17ကွာပေါင်းချင်း17ကိုနှစ်ပေါက်တိုးတော့ကွာပေါင်းချင်း73เนาะအဲ့ဒီမှာအဲ့ဒီကွာပေါင်းချင်းခွန်ကနောက်နှစ်မှာတဲ့ထိတ်နှလုံးခွန်နဲ့ထိတ်ထောင်နှလုံးခွန်ခါထောင်နှလုံးခွန်ဖြစ်တဲ့အချိန်မှာဖြစ်တယ်သူကခွန်နောက်ပိတ်ကဘေးမှာထိတ်ထောင်နှလုံးခွန်ခါထောင်နှလုံးခွန်ဖြစ်တယ်ဒီခွန်နောက်ပိတ်ဘေးမှာကစားတာဖြစ်တဲ့အတွက်ဒီနောက်ပေါင်းနဲ့နောက်ပိတ်နဲ့ခွန်မယ်เนาะခွန်ပုံသေးเนาะသူကဟုတ်ပြီဒါဆိုရင်အခုဒီမှာခွန်နှစ်ပေါက်တော့ကိုအိုက်ကိုอ่ะတဲ့ကွာပေါင်းချင်းကိုအိုက်ကိုကနောက်နှစ်မှာတဲ့ထိတ်ထောင်နှလုံးကိုခါထောင်နှလုံးကိုလို့ကစားတယ်သူကခွန်နောက်ပိတ်ကဘေးမှာပဲကစားတယ်เนาะကစားထိတ်ထောင်နှလုံးကိုခါထောင်နှလုံးကိုကစားပြီးတော့နောက်ပေါင်းချင်းနဲ့ဒီနောက်ပိတ်နဲ့3နေရခွန်ကပုံသေးရိုက်တာခွန်နောက်ပိတ်ဘေးမှာကစားတာဖြစ်လို့ခွန်ပုံသေးရိုက်တာเนาะဟုတ်ပြီဒါဆိုတတိယကအဲ့ကိုပြီးတော့ကိုနှစ်ပေါက်တော့17အဲ့17ဒီနောက်နှစ်မှာတဲ့ထိတ်ထောင်နှလုံး17ခါထောင်နှလုံး17ကစားတယ်သူကစားတော့လေခွန်နောက်ပိတ်ကဘေးမှာပဲကစားတယ်เนาะကစားပြီးတော့ထိတ်ထောင်နှလုံး17ခါထောင်နှလုံး17ဒီနောက်ပေါင်းချင်း17နဲ့ဒီ6နောက်ပိတ်နေခွန်ကပုံသေးမှတ်တယ်เนาะခွန်နောက်ပိတ်ကဘေးမှာကစားလို့ခွန်ကပုံသေးမှတ်တယ်လို့ယူဆတာပေါ့เนาะဟုတ်ပြီဒါဆိုရင်အခု17ကိုနှစ်ပေါက်တော့73เนาะအဲ့ကွာပေါင်းချင်း73ပါတဲ့အခုနှစ်ထဲမှာပေါ့เนาะထိတ်ထောင်နှလုံး73ခါထောင်နှလုံး3ဆိုတာမဖြစ်သေးဘူးเนาะဒီမှာထိတ်ထောင်နှလုံး3ခါထောင်နှလုံး3မဖြစ်သေးဘူးဒီမှာထိတ်ထောင်နှလုံး3ဖြစ်တယ်ခါထောင်နှလုံး3မဖြစ်ဘူးเนาะအဲ့စနစ်ကိုလိုက်ကစားတာเนาะလိုက်ကစားဒီမှာထိတ်ထောင်နှလုံး3ဖြစ်မယ်ဆိုခွန်ထိတ်ခါထောင်နှလုံး3ဖြစ်မယ်ဆိုရင်နှစ်ခါခွန်ထိတ်နှစ်ခါเนาะခွန်နောက်ပိတ်ကဘေးမှာကစားတာဖြစ်တဲ့အတွက်ဒီနောက်ပေါင်း3နဲ့4နောက်ပိတ်နဲ့ခွန်ပုံတွေကစားမယ်ဆိုရင်ခွန်2 4ဆိုတဲ့ကဏ္ဍတစ်ခွက်เนาะတစ်ပတ်ကို तू ကတစ်ချိန်လှုပ်ထိုးသွားမှာเนาะအပတ်စဉ်ဖော်မွေးစနစ်เนาะအခုပွဲမှာဆိုရင် तू ခွန်2ကိုနောက်စီးစီးစနစ်အမှန်နောက်စီးစီးကို तू ကတကွက်ကောင်းချုပ်ပေးတာခွန်2 4ပေါ့เนาะအပတ်စဉ် तू ကအဲ့လိုလှုပ်ပြီးတော့ဖော်မွေးလှုပ်ထိုးသွားမှာเนาะထိတ်ထောင်နှလုံးခါထိတ်ထောင်နှလုံး3ခါထောင်နှလုံး3ဖြစ်အောင်เนาะလှုပ်ထိုးသွားမှာเนาะဟုတ်ကဲ့အားလုံးပဲဒီလောက်ဆိုရှင်းမယ်ထင်ပါတယ်ဗျာเนาะအားလုံးပဲ good luck เนาะကံကောင်းကြပါစေဗျာ good luck ပါเนาะ